Kenapa awak tipu saya? Kenapa awak tipu saya? Bapilo ni ngau liale. Bapilo ni ngau liale. Kenapa awak tipu saya? Saya tak tipu lah. Ngam Malay babu. Saya tak tipu. Cuma Malay bu. Saya cakap betul. Ngapyo ram hande. Saya cakap betul. Ngapyo ram hande. Semalam awak dengar salah. Semalam awak dengar salah. Meneruga ni jaram hande. Semalam awak dengar salah. Meneruga ni jaram hande. Saya bukan cakap macam ni. Saya bukan cakap macam ni. Nga elu biora mahobu. Nga elu biora mahobu. Saya tak mau tipu awak. Nga miu meleceh bu. Saya tak mau tipu awak. Nga miu meleceh bu. Saya tak suka tipu. Nga lidah macai bu. Saya tak suka tipu. Nga lidah macai bu. Selegu belum kole. Selegu melilu. Rokok lu kore. Okey, suruh. Jangan hisap rokok. Sele matang bane. Jangan hisap rokok. Sele matang bane. Sini tak boleh hisap rokok. Di mana sele tahu lu biabu. Sini tak boleh hisap rokok. Di mana sele tahu lu biabu. Awak hisap rokok ke? Kemia sele tahu telah. Awak hisap rokok ke? Mi sele tahu telah. Saya tak hisap rokok. Cuma sele tahu. Saya tak hisap rokok. Cuma sele tahu. Tak boleh hisap rokok. Sele tahu lu biabu. Tak boleh hisap rokok. Sele tahu lu biabu. အဲ့လိုပြောလို့ရတယ်နော်မလေးလို့ဆေးလေးကိုရော့ကော့လို့ခေါ်တယ်ဆိုတော့ကျွန်တော်ဆေးလေးဝယ်ချင်တယ်ဆိုင်ရမောက်ပလီရော့ကော့ဆိုင်ရမောက်ပလီရော့ကော့ဆေးလေးဘယ်မှာရောက်လာလဲမာနချွာရော့ကော့မာနအဒချွာရော့ကော့ဘယ်မှာဆေးလေးရောက်လာလဲဆိုင်ရတတောက်ငါမသိဘူးအဝစီဒရီချာရီခင်ဗျကိုတိုင်ရှာပါSaya tak tahu awak sendiri cari. Kami aku tak siapa, ngam tibu. Lalu kalau ya no, asyik biawasi. Aku ye melima hotel hai barilo alim tilo ba. Pamine be. Halo ya la, simpia be ba ya. Okay, Malaysia ma hotel ha sinde suile. Pami tele mo ba u. Techa community kari bono. Apoi asika nele halo ya ba le. Hotel ဆိုတာလေအရာကြီးကြီးကျယ်ကျယ်အဲ့လိုမျိုး 5 star hotel တွေမဟုတ်တဲ့ဟာကြတော့အဲ့လိုအဖွဲ့အစည်းကားပဲဖြစ်ဖြစ်ဘာကားပဲဖြစ်ဖြစ်ပေါ့နော်နာမည်စီရှိမယ်အဲ့လိုမျိုးမွေးတက်ကလေးတွေပါတွေရှိမယ်ဆိုရင်တော့ကားတစ်ခုခုဇလန်ကားတွေပါတွေရှိမယ်ဆိုရင်တော့ငှားလို့ရပါတယ်နော်ငှားမယ်ဆိုရင်တော့ကောင်တာမှာတွားပြီးတော့လေကျွန်တော်ဟိုတင်ငှားချင်တယ်တညပေါ့တညလားနှစ်ညလားပြီးတော့နိုင်ပိုင်းနဲ့လားပေါ့နော်နိုင်ပိုင်းနဲ့တောင်ငှားလို့ရတာပေါ့အဲ့လိုမျိုးတရေပေါ့အဲ့လိုမျိုးအကိုလုံးငှားလို့ရပါတယ်နော်စိုးရိမ်စရာမရှိပါဘူးတွားပြီးတော့လေတတိရှိရှိနဲ့ငါဟိုတင်ငှားချင်တယ်ဒီညဒီမှာတဲချင်တယ်ပေါ့ဒီတို့ကပါမီလို့ IC လို့လားတောင်းတဲ့ခါကျရင်ဒီရဲ့ community ကောက်ပေးလိုက်ပေါ့ညီကင်ထားတဲ့ကောက်ကိုတိုးလိုက်ပေးလိုက်ပေါ့ကျွန်တော်ဒီကောက်ကင်ပါတယ်ဆိုပြီးတော့လေဒီတို့ကဒီရဲ့နာမည်ရမှားမယ်ဒီရဲ့ဖုန်းနံပါတ်ပဲမှားမယ်အဲ့လိုဆိုရင်တော့ဟိုတယ်မှာလေအေးစီချတာနဲ့အေးလို့ရပြီပေါ့နော်အဲ့ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးကိုပြောပြတာပါဖြစ်တယ်ဆိုတော့ကျွန်တော်အရင်တော့ကောဆော့သမားနေနေတော့အဝေးတွေမာလကန်တွေအဲ့လိုမျိုး import တွေပါတွေတော်တဲ့ခါကျရင်ခါဖူးရလေအဲ့ဒါကြောင့်ကျွန်တော်ပြီးတာပါနော်အဆင်ပြေပါစေနော်